အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ယွန်းကအရန်ကိုနာမည်ကြီးတဲ့အမှုတစ်ခုအကြောင်းနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအမှုကဂျပန်နိုင်ငံမှာဖြစ်ပျက်သွားတယ်ပေါ့နော်သူ့ရဲ့အမှုကဘလောက်တောင်များနာမည်ကြီးတဲ့ဆိုရင်ဂျပန်နိုင်ငံပြည်သူတရက်လုံးကဒီအမျိုးသမီးတယောက်ပေါ်မှာအထင်မြင်အများကြီးကိုဖြစ်ခဲ့ကြတဲ့အမှုတစ်ခုလည်းဖြစ်တယ်ပေါ့နော်အမျိုးသမီးနာမည်ကဆိုတာအေးဆိုတဲ့အမျိုးသမီးတယောက်ပဲဖြစ်ပါတယ်ဆိုတာအေးရဆိုရင်တော့သူက1905ခုနှစ်မေလ28ရက်နေ့မှာတိုကျိုမြို့မှာမွေးဖွားခဲ့တယ်သူကမွေးချင်း8ယောက်မှာငယ်ဆုံးလေးဖြစ်ပြီးတော့ဗောနော်သူကအရန်ကိုအလိုလိုက်ခံရတယ်ပြီးတော့မိဘစကားလည်းနားထောင်တဲ့လိမ်မာတဲ့အမျိုးသမီးတယောက်လည်းဖြစ်တယ်ဗောနော်သူကအရန်ကိုလိမ်မာရင်ကြီးတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အပြင်မိဘတွေကလည်းချစ်ကြတယ်မောင်နှမတွေကလည်းချစ်ကြတယ်အထွေးဆုံးလေးဖြစ်နေရောဗောနော်သူ့ကိုချစ်ကြတယ်ဗောဒါပေမဲ့သူကအသက်15နှစ်အရွယ်မှာသူ့ရဲ့အတီးတယောက်ရဲ့မရင်းချင်းမှုပေါ့နော်အဲ့လိုကိုတီတယောက်ကျူးလွန်ပြီးတော့သူ့ကို rich လုပ်တဲ့အချိန်မှာသူကစိတ်တရားရသွားတဲ့အတွက်သူကလုံးဝမိဘစကားကိုနားမထောင်ဘူးကိုယ်စိတ်နဲ့ကိုယ်ဝေးနေရောတယ်အဲ့နောက်ပိုင်းမှာသူကယောက်ျားတွေနဲ့ဘယ်လိုလက်ပွန်းတတိနေတယ်နောက်ပိုင်းကျတော့ရီစားထားလိုက်ဒီရီစားထားလိုက်ပြိုးပေါ်ဝင်ကြီးဆိုတော့တည်းမလားအဲ့လိုရီစားထားလိုက်ဒီရီစားထားလိုက်နေယောက်ျားတွေနဲ့နေတဲ့အတွက်သူ့အဖေကနေပြီးတော့အသက်19နှစ်မှာသူ့ကိုအပြစ်ပေးတဲ့နေနဲ့ဘာတော့ဂျပန်နိုင်ငံဂေရှာမှာသူ့ကိုရောင်းစားလိုက်တယ်ရောင်းစားလိုက်တဲ့အချိန်မှာ तू ကအရင်တည်းကအထက်တန်းလာမိသားစုမှာနေခဲ့ရတဲ့အတွက်ဒီလိုမျိုးကို तू ကကျင့်သားမရဘူးပေါ့နော်အဲ့နဲ့ကျင့်သားမရတော့ तू ဘာလို့မှမသိဘူးမသိတော့ကြတော့ तू ကလိန်ကျွန်းသားပေါ့နော်ပြည်တယ်စာအဖြစ်နဲ့လုပ်ခဲ့နေပေါ့ပြည်တယ်စာအဖြစ်နဲ့လုပ်ခိုင်းနေအဲ့ဒီနောက်မှာ तू ကနေပြီးတော့နောက်ပိုင်းကျတော့ဘယ်လိုနာဖြစ်လာလဲဆိုရင်တိုပီတာပိဆက်တာရက်ကွက်မှာ तू ကလိုင်စင်ရတဲ့လူတယောက်အနေနဲ့တော့ तू ကလောက်ကင်လာတယ်ပေါ့နော် तू ကနည်းနည်းကြီးလာတာပေါ့အဲ့ချိန်မှာ तू ကငွေတွေကိုလည်းယူပြီးတော့ထွက်ပြီးငွေတွေကိုလည်းယူပြီးလိမ်လည်ပြီးတော့အဲ့လိုမျိုးအများကြီးလုပ်တယ်ပေါ့နော်အဲ့လိုလုံးလေထွက်ပြီးရတဲ့အတွက် तू အဲ့မှာနာမည်ကြီးတယ် तू နာမည်ကြီးတဲ့အချိန်မှာ तू ကနောက်ပိုင်းကျ तू ဘလို့တော့မှမသိဘူးမသိတဲ့အချိန်မှာသူ1934ခုနှစ်မှာ तू အချစ်တစ်ခုနဲ့စပြီးတွေ့ရှိခဲ့တယ်ပေါ့နော် तू ကခါဆာဟာရနဲ့ तू အိမ်နာပြုတ်ခဲ့တယ်အိမ်နာပြုတ်ခဲ့တဲ့အချိန်မှာ तू ကနောက်ပိုင်းကျတော့အိမ်နာပြုတ်ခဲ့ပြီမဲ့သူ့ရဲ့ယောက်ျားရဲ့ထွက်ဆိုချက်ပေါ့နော်နောက်ပိုင်းထွက်ဆိုချက်တွေကသူ့ရဲ့ယောက်ျားသူ့ကိုဘာလို့ထားခဲ့လဲဆိုတော့တဲ့သူကလိန်စိတ်အရန်ပြင်းပြတယ်လိန်စိတ်အရန်ပြင်းပြတာဖြစ်တဲ့တနေ့ကို3က4ကလောက်တောင်းဆိုရဲတဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်သူတောင်းဆိုရတဲ့သူယောက်ျားမခံနိုင်ပဲသူထားခဲ့တယ်လို့တော့ထွက်ဆိုခဲ့တယ်ပေါ့နော်ဒါသူ့ရဲ့ပထမဆုံးအိမ်နာပေါ့ဒုတိယအိမ်အောင်တော့မဟုတ်ဘူးဒုတိယတစ်ယောက်ကကြတော့သူတွေးခဲ့တဲ့ယောက်ျားတွေကဒုတိယတစ်ယောက်ကကြတော့ခိုရိုအိုမီယာဆိုတဲ့မျိုးသားတစ်ယောက်သူကကြတော့ပေါမောက်ခတစ်ယောက်ဘတ်တတိပြီးတော့သူ့ရဲ့ဘဝကိုလည်းအဲ့လိုမျိုးအများကြီးထောက်ပံ့ပေးနိုင်တဲ့ယောက်ျားတစ်ယောက်ပေါ့နော်သူနဲ့လည်းသူကတိတ်ပြီးတော့ကြာတော့ရှိခဲ့ဘူးပေါ့နော်အကြောင်းမလို့သူကနေပြီးတော့ဒါအေကကြတော့သူ့ရဲ့အသက်32နှစ်အရွယ်မှာရိုဒါယိုရှိတာရဆိုတဲ့သူကစားတော့ဆိုင်မှာသူကအလုပ်တင်နေနေဝင်ခဲ့တယ်အဲ့ဒီမှာခီရှိဇိုအီရှိတာဆိုတဲ့ပိုင်ရှင်နဲ့တွေ့ခဲ့တယ်ပေါ့နော်အဲ့ခီရှိဇိုအီရှိတာကခီရှိဇိုလို့ပဲပြောတော့မယ်နော်ခီရှိဇိုကကြတော့သူကအသက်42နှစ်အရွယ်ဖြစ်ပြီးတော့သူကဆိုင်ရှင်ပေါ့နော်ရုပ်ဖြောင်းတဲ့လူတစ်ယောက်လည်းဖြစ်တယ်အဲ့ချိန်မှာသူကသူ့ပေါ်မှာဆိုတာကြီးပေါ်မှာသူကအလုံးသမားအလုံးရှင်အနေနဲ့ပြီးတော့သူကနည်းနည်းပို့ပြီးတော့ဆက်ဆံနေပေါ့နော်ဆက်ဆံနေဆိုတော့ခီရှိဇိုရဲ့ဘဝမှာသူကမိမတယောက်တော့ရခဲ့ဒါပေမဲ့ကလေးတော့မရခဲ့ဘူးဒါပေမဲ့သူကအရင်မိမကိုရမ်းချစ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ရမ်းချစ်တယ်ဒါပေမဲ့ဆိုတာအေးနဲ့တွေ့တဲ့အချိန်မှာလည်းသူကဆိုတာအေးကိုဂယူးဆိုင်တယ်အဲ့လိုမျိုးဂယူးဆိုင်တဲ့အတွက်ဆိုတာအေးကပေါ့နော်အဲ့လိုကြွေသွားတယ်ပေါ့ကြွေသွားတဲ့အချိန်မှာခီရှိဇိုနဲ့ကလည်းသူကအိမ်နောက်ွယ်တစ်ခုလည်းဖြစ်နေတဲ့အချိန်မှာဆိုတာအေးကလည်းသူ့ပေါ်အရန်ဂယူးဆိုင်တယ်ဆိုတော့မိန်းလေးတယောက်အနေနဲ့သူကချစ်ကြိုက်သွားကြတယ်သူတို့မျိုးချစ်ကြိုက်သွားကြတယ်ပေါ့နော်လို့သမားလို့ရှင်ဆက်ဆံရနေပြီးတော့တစင်တက်ပြီးတော့ချစ်ကြိုက်သွားကြတယ်အဲ့ချိန်မှာဆိုတာအေးရဲ့ကြတော့သူ့စိတ်ထဲမှာဘယ်လိုလဲဆိုတော့သူ့ရဲ့ဘဝမှာခီရှိဆိုကအလင်းရောင်ပဲသူ့ရဲ့အလင်းရောင်ပဲသူ့ဘဝမှာဒီလောက်ဂယူးဆိုင်တဲ့ယောက်ျားသူမမြင်ဘူးအဲ့တော့ तू ကခီရှိဆိုကသူ့ဘဝရဲ့အလင်းရောင်ပဲသူပိုင်ဆိုင်ခြင်းတယ်ခီရှိဆိုရဲ့တဘဝလုံးကိုသူပိုင်ဆိုင်ခြင်းတယ်ဒါပေမဲ့ခီရှိဆိုကကြတော့လေ तू အရင်မိမစီကိုပြန်သွားခြင်းတဲ့စိတ်တွေအဲ့လိုမျိုးဖြစ်နေဒါပေမဲ့သူတို့နှစ်ယောက်ကတော့ပြောပြမယ်တမီးဆက်ဆိုင်ရေးလို့ပေါ့နော်ဘလောက်တောင်များသူတို့ကဘယ်လိုပြောရမလဲချစ်ကြိုက်ကြလဲဆိုအလုပ်တင်တော့ပြစ်ပြီးတော့သူကတိုဂျိုကအဲ့လိုဟိုတယ်တစ်ခုကိုငှားပြီးတော့အဲ့လို9ရက်ပြက်ကိုအခန်းထဲမှာအောင်းပြီးတော့နေတဲ့အထီကိုသူတို့ကအဲ့လိုမျိုးနေကြတယ်ပေါ့နော်အဲ့နေကြတဲ့အချိန်မှာတညကြတော့ဆိုတာအေးကတွေးတယ်ပေါ့နော်သူဒီလိုမျိုးခီရှိဆိုကိုတလုံးပိုင်ဆိုင်ခြင်းနေဆိုရင်သူဘာလုပ်ရမလဲပြီးတော့သူအရှင်မိန်းမစီလည်းပြန်မသွားစီခြင်းဘူးအဲ့တော့သူ့ထားခဲ့မှလည်းသူကြောက်တဲ့အတွက်သူရဲ့စိတ်ထဲမှာသူကဒီယောက်ျားကိုအပိုင်သိမ်းနိုင်ဘူးဒီယောက်ျားကိုတတ်မှရမယ်ဆိုပြီးတော့သူကအဲ့လိုတွေးတယ်ပေါ့နော်သူကတွေးတဲ့အချိန်မှာသူကသူ့ရဲ့ကြောက်စရာကောင်းတဲ့စိတ်တွေကဘယ်လိုလဲဖြစ်လာလဲသူကတွေးရုံမတွေးရဘူးသူကလက်တွေ့ပဲလုပ်လိုက်အဲ့ဒါနောက်နေ့ကျတော့သူ့ရဲ့ရည်စားပေါ့နော်ခီရှိဆိုအိတ်နေတဲ့အချိန်မှာသူ့ရဲ့ပိုးခတ်ပတ်ကျိုးဂျပန်နိုင်ငံကပိုးခတ်ပတ်ကျိုးနဲ့သူ့ရဲ့
ခီချီဆိုရဲ့လေပြီးညှက်ပြီးတော့တတ်လိုက်တယ်ပေါ့နော်တတ်လိုက်တဲ့အချိန်မှာခီချီဆိုတေးသွားတဲ့အချိန်မှာမပြီးသေးဘူးဘာလို့လဲဆိုတော့စူတာအေးကဘလောက်တော့ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုလုပ်ခဲ့လဲဆိုရင်သူကခီချီဆိုရဲ့ဒီမျိုးသားအင်္ဂါပေါ့နော်မျိုးသားအင်္ဂါကိုဖြတ်ပြီးတော့အိတ်ထဲထည့်ပြီးတော့သူကတူချူမျိုးအနှောင်ရှောက်သွားတယ်သူ့အပိုင်းပဲဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးရှောက်သွားနေရဲ့အချိန်မှာသူကအမဟိုတယ်တစ်ခုမှဝင်ပြီးတော့သူကအေးဒီပိုင်းတောက်လိုက်တယ်တောက်လိုက်တဲ့အချိန်မှာသူကအဲ့လိုမျိုးအေးစစ်စစ်နေနေတဲ့အချိန်မှာဒီဘက်မှာရဲတွေကအော်တောင်းနေဖြစ်နေပြီအော်တောင်းနေဖြစ်နေတဲ့အချိန်မှာသူကသူ့နောက်ပိုင်းကျတော့ရှာတွေ့သွားတယ်ပေါ့နော်သူနဲ့သွားရတယ်ပါညာအဲ့လိုစုံစမ်းတဲ့အချိန်မှာသူ့ရှာအဲ့မှာသူ့ကိုရဲတွေကတွေ့ရှိသွားကြတယ်တွေ့ရှိသွားကြတဲ့အချိန်မှာသူပြောလဲဆိုရင်တော့သူ့ရဲ့အပိုင်ဖြစ်လာတော့မှာပေါ့နော်သူ့ရဲ့အပိုင်ဖြစ်အောင်သူအဲ့လိုလုံးလိုက်မိတာသူ့ရဲ့အပိုင်ပဲပေါ့နော်နောက်ဆုံးတော့သူအဲ့လိုမျိုးဖြစ်သွားပြီသူကအဲ့လိုမျိုးပြောဒါပုံမှန်စိတ်ဆိုရင်တော့သူကအဲ့လိုမပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့သူ့ကိုအဲ့လိုတရားရုံးတင်ပြီးတော့စစ်ဆေးတဲ့အခါမှာသူကဂျပန်နိုင်ငံရဲ့ဥပဒေတွေကအရင်ထူးဆန်းတယ်အဲ့မှာသူကဂျပန်နိုင်ငံရဲ့ဥပဒေတွေကသူက6နှစ်ပေါ့နော်စုစုပေါင်း6နှစ်လောက်ပဲကြာခဲ့တယ်ဒါပေမဲ့သူတို့ရဲ့အဲ့လိုပြောမြန်မာနိုင်ငံပြောရလွတ်လပ်ရေးနေလူမျိုးပေါ့နော်အဲ့လိုအေကလေးရဲ့နန်းတက်တာ2600ပြည့်နှစ်ဆိုပြီးတော့အဲ့လိုထောင်သားတွေကိုကင်းလွတ်ခွင့်ပေးတဲ့အချိန်မှာသူက9နှစ်နဲ့လွတ်လာခဲ့လွတ်လာခဲ့တဲ့အချိန်မှာသူကနောက်ပိုင်းတော့နာမည်ကိုပြောင်းပြီးတော့အိမ်တော်လူကြီးပြုတ်ခဲ့လို့လည်းကြားတယ်1981နောက်ပိုင်းမှာသူ့ရဲ့အမည်တွေပါတယ်ကိုသူလုံးဝမတွေ့ဆိုတာရဲ့အမှုကဆိုရင်တော့သူကအဲ့လိုမျိုးတောင်းနာမည်ကြီးသွားတယ်နာမည်ကြီးသွားပြီးတော့ဂျပန်နိုင်ငံမှာပေါ့နော်သူမျိုးထင်မြင်ချက်တွေမျိုးပေးကြတယ်ပေါ့။ဘာလဲဆိုတော့သူကအရန်ကိုငယ်လေးကသူတွေးခဲ့တဲ့မြတ်ယောက်ျားတွေကသူ့ကိုအဲ့လိုမျိုးဒီလိုမျိုးဒီမျိုးသားလောက်သူ့ကိုဂရုမစိုက်ပေးတဲ့အတွက်သူကအချစ်ငတ်ပြီးတော့အဲ့လိုမျိုးလောဘတက်မိရဲ့လို့လေလူတွေကတရားတနာကျူးနာတက်ကြတယ်လို့တချို့တွေကကြတော့လေဒါအရန်ကိုလေးစိတ်ပြင်းပြတဲ့အမျိုးသမီးတရားပေါ့နော်ဒီလိုဖြစ်သွားအောင်နေသေးတယ်ဆိုပြီးတော့တချို့တွေကပြောကြတယ်ပေါ့။ဒါကတော့သူတို့ရဲ့ထင်မြင်ချက်ဗီဒီယိုလေးပထမဆုံးဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် subscribe လုပ်ပေးခဲ့ပါအောင်နော်နောက်တစ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုလည်းအများကြီးတင်ဆက်ပေးသွားပါအောင်မယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ် Thank you for watching. Please subscribe me.